ဘယ်ထုတ်ယူမှာလဲ ဒီလောက်တမျိုးတစ်ထုတ်ထည့်ပြီ ဒီမလေးဒီလိုမျိုးဈေးလျှော့ရအောင်လို့ဒီမလေးတို့အမျက်ပါကြရလား မตาလေးတွေယူလာလဲမဟုတ်ဖ ೇನೆ ငါဆန်ရှိလာပြီးတော့ငါဟင်းနေဟိုကင်ဒီကင်နဲ့အဲ့လိုမျိုးကြံတဲ့ဟင်းတွေကိုလေနောက်နေ့ကြရင်လေအားလုံးနဲ့ရောပြီးမဆလာမမြအုပ်အနံ့ပြောက်ဒီစက်ရုံကလူတွေကဘာမှနားလဲတယ်မှာမဟုတ်တာဝယ်စားကြမှာပဲ ဘာစောင်းပြောရမှာလဲအမဆိုင်ကကျွန်တော်ဝတ်သားဟင်းဟိုတနေ့ကဝယ်သွားတာကျွန်တော်ဘိုင်းရောက်လို့စေးုံ3ရက်လောက်သွားလိုက်ရတယ်လေ ဒီမှနေဝယ်စားရလေနင့်ဘသူကဝယ်စားခိုင်းလို့လဲနင့်ဆိုင်ကြတော့လေအမြဲတမ်းလူမပြတ်ပဲရောင်းနေရတယ်အောက်လမ်းနေပါနဲ့လှုပ်ထားတာ မရဲ့ပေါက်ပေါက်ရှာရှာညီမကအဲ့လိုနီလန်းနေ30ရလားအဲ့ထက်ကောင်းတဲ့နီလန်းတွေကိုလေညီမမြာညီမကိုတင်ထားပေးတာ ဟောမောင်လေးတို့ညီမလေးတို့ဘာယူမလဲ ဟိုမဟင်းတစ်ထုတ်ဘလို့ရောင်းလာမသိ တစ်ထုပ်ကို40ပဲမောင်လေးတို့ယူမယ်ဆိုရင်လေအမကရှော့ပေးမယ် ဘူးဟောဟာလားဟိုလေးကျွန်တော်ဟင်း3ထုတ်လောက်လို့ကျွန်တော်အာမဘယ်လောက်ရှော့ပြီချင်း 3ထုပ်ဆိုရင်အမကဖောက်တယ်ဈေးနဲ့ပြီးမယ်အမကို3ထုပ်100ပဲပြီး ဟိုဘက်ဆန်တော့သူလျှော့လို့ဆိုတော့ဈေးရအောင်ပတ်ပေးတယ် ဟုတ်လားဒီဆိုင် ဟိုဘက်မဆောင်ဟိုဘက်ဆန် ဟောမဟိုဘက်ဆိုင်ရလေအမရှော့ဝင်မဲဆိုတဲ့စေးတစ်တောင်တက်တာသေးတယ်အမအမျက်တွေအများကြီးတင်ထားတာပဲ အဲ့မှာရလို့ရှိရင်အဲ့မှာတော့ဝယ်အမဒီကဒီဈေးနဲ့ရောင်းလာတာကြာပါပြီဟဲ့အမျက်လည်းဘလောက်မှမတင်ထားပါဘူးရှော့ဈေးနဲ့မကောင်းမကန်းတွေလိုချင်နေဆိုရင်တော့အဲ့မှာတော့ဝယ်သွား အမလည်းဗျာဒါလေးပြောတာမဆိုင်မွေတော့ဒါတကယ်ချင်းမတို့ဘက်ဆိုင်မှာတော့တော့ သွားမင်းတို့တယောက်လောက်မဝယ်လို့လေလေငါဆိုင်ကဘာမှမဖြစ်သွားဘူးကြွ သူတို့မတို့ဘာယူမလဲမသိ ဟိုညီမလေးဟင်းတစ်ထုတ်ဘလောက်ရောင်းလဲ ဘူးတစ်ထုပ်30ခုရဲ့ ဟာလားဟိုလေးအခု3လောက်လို့ကျွန်တော်အာညီမလေးနေပါရှော့ပြီနော် ဟောရှော့ပေးရမှာပေါ့အကိုရဲ့အဲ့ဆိုလို့ရှိရင်ညီမအကိုတစ်ထုပ်ကို25ဘတ်ထားပေးမယ်နော်ဘယ်ထုတ်ယူမှာလဲ ဒီလောက်တမျိုးတစ်ထုတ်ထည့်ပြီလား ဒီမလေးဒီလိုမျိုးဈေးလျှော့ရအောင်လို့ဒီမလေးတို့အမျက်ပါကြရလား အမြတ်တော့ဖဲကြမ်းမလဲအမရဲ့ဒါပေမဲ့ဝယ်သူရဲ့စိတ်ချမ်းသာပြီးရောလေ ဒီလောက်တစ်ထုံ25ပဲဟုတ်နောက်ထုတ်ထပ်ထည့်ပြီလားအန်းကြမလို့တော့ပေါ့ ဟုတ်ကဲ့ နော် မောင်တော်လေးဒီမလေး ညီမ ဟောအမဘာယူမလဲမသိဘူး ဘာမှမယူပါဘူးအမဟိုဘက်ဆိုင်ရလေသိတယ်မလား အော်ဟုတ်မသိရဲ့ အမညီမကိုမေးစရာရှိလို့ညီမလေဟင်းတွေကိုလောက်လျှော့ဈေးနဲ့ရောင်းနေညီမနဲ့အမနဲ့ဟင်းရောင်းတာချင်းအတူတူဒီလောက်လျှော့ပြီးရောင်းနေမှာတော့ကို့အတွက်အမြတ်3-4ဘတ်ပဲကျန်မှာပေါ့ညီမရဲ့ အမြတ်တော့တိတ်မကြံပေမဲ့ဒီနားလုပ်ငန်းသမားတွေကလေအရန်ဈေးကြီးရင်လေသူတို့မွေစားနိုင်မှာဆိုလို့အမရဲ့ညီမကလည်းကိုချင်းစားလို့ပါ ဒီမှာညီမအမပြောပြမယ်အမတို့ဈေးရောင်းနေသူတွေဆိုတာလေဝယ်တဲ့ဈေးတိုင်း2ဆလောက်တင်ပြီးတော့ရောင်းမှာကို့အတွက်တော့ရကြတာပြီးတော့အမတို့ညီမတွေကတည့်ရတိုင်းပဲဘာလေးပဲဝယ်ဈေးကစစ်လိုက်ရမှာလေအဲ့တော့သူတို့စစ်တဲ့ခါကျရင်အမတို့ကရှော့ပြီးလို့လည်းရတယ်ပြီးတော့ကို့အတွက်လည်းကြံတယ်လေညီမတို့သာဈေးရောင်းရရင်တော့လေအမတို့တော့မွဲရကြီးရဲ့ အမဆိုင်မှာဝယ်သူလာနေတယ်ထင်တယ် အော်အေးအမသွားအောင်ညီမအမပြောရတယ်တိကျမှတ်ထားနော်ညီမ ဟောအမ ညီမဟင်းနေရောင်းပါလား ရှောင်းလာတော့ရောင်းရပါတယ်အမရဲ့ဒီလိုပါပဲ ဟင်းနေကတနေ့ရောင်းကုန်ခဲ့လား ကုန်ပါတယ်ခါလေးကြရင်လည်းမကုန်တာမျိုးရောရှိရပါ အဲ့လိုမကုန်တဲ့ခါကျရင်ညီမဘာလုပ်လဲ နှစ်ထုပ်သုံးထုပ်ပဲဆိုလို့ရှိရင်တော့အိမ်ကိုပြန်ယူရတယ်ဒါမှမဟုတ်အများကြီးကြက်နေရဆိုလို့ရှိရင်တော့ဒီနာကလူတွေကိုပေးလိုက်တယ်အမ အမလေးဟဲ့နေကသူ့တော်ကောင်းမှာပဲအမပြောပြမယ်အဲ့လိုမျိုးကြံတဲ့ဟင်းတွေကိုလေနောက်နေ့ကျရင်လေအားလုံးနဲ့ရောပြီးမဆလာမမြအုပ်အနံ့ပြောက်ဒီစက်ရုံကလူတွေကဘာမှနားလဲတယ်မှာမဟုတ်တာဝယ်စားကြမှာပဲ ဟုတ်မအဲ့လိုမျိုးလုပ်လို့ရှိရင်လေသူတို့ကျမ်းမာရဲ့အတွက်စိတ်မပူရအောင်လားယင် ဘာစိတ်ပူစရာရှိလို့လဲကိုမိသားစုဝင်ဖြစ်တာမှမဟုတ်တာသူတို့ဘက်ကဘာဖြစ်ပေါ့အရေးကြီးတာလေအမတို့ဈေးရောက်နေသူတွေအမြင့်များရဖို့ပဲအမဒီမှာဟင်းရောက်လာတာ9နှစ်ရှိနေပြီနင်ကအခုမှလောက်တာမှလေ2လ3လပဲရှိသေးတာဒီလိုပုံစံတိုင်းလာဆိုရင်တော့လေနင်းဆိုင်ရတော့ပလုံတော့မှာပဲ ညီမအဲ့လိုမျိုးမလုပ်ချင်လို့ပါအမရဲ့ စေတနာနဲ့ပြောတာပါရေမလုပ်ချင်တယ်နင်မနင်ကြိုက်တယ်လို့လုပ်
စေတနာနဲ့လည်းပြောရသေးတယ်ဟဲမောင်လေးဘာယူမလဲအမရှော့ပေးမယ် မဟင်းရအမြုပ်တော့ထား မตาလေးတွေယူလာလဲမဟုတ်ခွန်းနဲ့ငါဆန်ရှိလာပြီးတော့ငါဟင်းနေဟိုကင်ဒီကင်နဲ့ ဟဲ့နေဟင်းဝယ်အောင်မ ဝယ်မှာဘောအမေကဘာမှမရှိ လာ ဘာယူမလဲကို ဒီဟင်းနေတစ်ထုပ်လား ဒါနော်30ပါအကိုကရော ဒီချမောင်ကျော်လေးပဲထည့်လိုက်တော့ တူတူပဲထည့်လိုက်မယ်နော် တခါလေးထည့်လိုက်ရတယ် ကိုလေးနှစ်ထုပ်ဆိုတော့60နော်ကို 60တိုင်းမင်းရှင်းလိုက်အောင် နောက်လည်းလာပြုံးနော် အပေးရမှာပေါ့ညီမလေးဆိုင်ရလေဈေးတက်တက်တာလေးနဲ့ရောက်တော့ဝယ်ရတာစိတ်ချမ်းသာရယ်လေ သူများတွေဆိုင်လိုမျိုးခင်းကြက်နေမရောင်းတာနဲ့ပဲညီမလေးကျေးဇူးတင်နေပါပြီကွာ ဟဲ့ကောင်ငါဆိုင်ဘာဆောင်ပြောရလဲ ဘာဆောင်းပြောရမှာလဲအမဆိုင်ကကျွန်တော်ဝတ်သားဟင်းဟိုတနေ့ကဝယ်သွားတာကျွန်တော်ဘာရောက်လို့စေးုံ3ရက်လောက်သွားလိုက်ရတယ်လေ ဒီမနေဝယ်စားရလေနင့်ဘသူကဝယ်စားခိုင်းလို့လဲဘာလဲငါဟင်းကိုစေးနဲ့မှတွဲပြီးရောင်းပေးရမှာလား တာကြီးရဲ့တက်မပြောပါနဲ့အိဖွာရတိကနေနေလာတွားရ ဟွာဈေးရောက်တော့ရွှေရောက်ရင်ဘယ်လိုများနေလို့ စောက်ကောင်းတယ်စားချင်မစားနဲ့တော့ဟင်းနေရတယ်လေတနေ့အာလူးနဲ့ရောလိုက်ဟိုဟာနဲ့ရောလိုက်နဲ့ရောရတော့အသားကြီးကလည်းပျော့ပြဲနေဘူးမှလည်းလာမွေစားအောင်ဟဲ့ဟိုကောင်းနေငါစီမှာဟင်းဝယ်မင်းတို့ကိုဆိုင်မှာ25ဘန်းနဲ့ရောင်းတာမလားငါ20နဲ့ရောင်းပေးမယ်ဝယ် မွေးနိုင်ပါဘူးဗျာဘာလို့ဝယ်ရမှာဝယ်စီချင်လို့ရှိရင်လေစေးဖို့အရင်ပေးဒါမှဝယ်စားမယ် ဒီလိုပဲဒီလိုဈေးတော်တာကိုလိုချင်နေမှာမဟုတ်လားငါတစ်ထုပ်ဝယ်လို့ရှိရင်တစ်ထုပ်အပို့ပေးမယ်လို့ဝယ် sorry ပါမရဲ့သွားလိုက်အောင်မနော် ဟဲ့ ညီမဒါလေးထည့်ပေးနော် ဟုတ်ကဲ့ အော်ညီမဈေးရအရင်တိုင်းပေးမလား အကိုရဲ့အခုတလောလေးအသားတွေကလည်းဈေးတက်နေတာဒီမှာ40လောက်ယူမယ်နော်ကုန်စည်နှုန်းတွေအရင်ဈေးတက်တယ်ကိုရဲ့ အော်ရတာပေါ့ညီမလေးရဲ့ဒါဆိုလို့ရှိရင်လေအကိုလို့နှစ်ထုပ်ထည့်ပေးနော် အော်ဟုတ်ကိုဒါအကိုအတွက်နော် ဟဲ့ကောင်လေနူးစိတ်ရွာလေတနေ့မှ300ပဲရတယ်နင်တို့ကအဟို40ပေးဝယ်စားမှာတော့နင်တို့ဘာကြံတော့မှလဲ ရပါတယ်ဗျာနေပါစီတော့ကျွန်တော်တို့အဆင်ပြေရ ကျေးဇူးပဲနော်ကို ငါဒီလောက်ရှော့ပြီးရောင်းနေတာဘယ်သူမှလည်းလာမွေကြအောင်စိတ်ညစ်လိုက်တာ ဆိုင်သိမ်းမိလားအစောကြီးရှိသေးတာကို8နိုင်တော့မထိုးသေးဘူးခဏနေကြလို့ရှိရင်လေလုပ်ငန်းသမားတွေအလုပ်လုပ်တော့မယ်ထင်တယ်အခါကျရင်လာဝယ်အောင်ပါလေမရောတော့ဘူးလား တော့ပါပြီဟဲ့မရောင်းတော့ဘူးငါဆိုင်ကရောင်းမှမရောင်းရတာငါစက်ရုံပဲပြန်လုပ်တော့ဘူး အမရဲ့အဲ့လိုတော့မလုပ်ပါနဲ့ ငါလည်းနေ့လိုပဲရောင်းနေရပဲဘာလို့ငါဆိုင်ကြတော့မရောင်းရဖ ೇನೆ နေ့ဆိုင်ကြတော့လေအမြဲတမ်းလူမပြတ်ပဲရောင်းနေရတယ်နင်အောက်လမ်းနေပါနေလောက်ထားလား အမရဲ့ပေါက်ပေါက်ရှာရှာညီမကအဲ့လိုနီလန်းနေ30ရလားအဲ့ထက်ကောင်းတဲ့နီလန်းတွေကိုလေညီမမယားညီမကိုတင်ထားပေးတာစေတနာရှိထားစီအောင်စားဈေးတဲ့တွေရဲ့လက်သုံးစကားတဲ့ ဟာနင်ဘာပြောနေရလဲငါတခုမှနားမလဲဘူးငါနားလဲတာလေဈေးလျှော့ရောင်းရင်ရောင်းမဟုတ်ရင်နေရာကောင်းမှရောင်းရတာရှိအောင်ရောင်းအဲ့ဒါပဲမဟုတ်ဘူးလား ဟာဟုတ်စီရလားအမရဲ့အဓိကစေတနာပဲလေအမရဲ့ညီမဆိုင်ကစားဖွင့်တော့ကလေအမညီမကိုနီလန်းနေလာပြောသေးတယ်မလားအဲ့ဒီနီလန်းနေညီမသုံးရင်သုံးလို့ရတာပေါ့တခြားသူတွေလည်းသုံးနေကြတာပဲဒါရင်မဲ့ဈေးပဲရောင်းရောင်းဘယ်စီးပွားရေးပဲဖြစ်ဖြစ်နာမည်တစ်လုံးတိဆောက်ဖို့အရေးကြီးတယ်အမရဲ့ဒီဆိုင်ကအရသာရှိတယ်ဈေးတင်တော်တယ်ပြီးသွားလို့ရှိရင်အရသာလည်းကောင်းတယ်ဝယ်သူတွေပေါ်စေတနာကောင်းတယ်ဆိုတဲ့နာမည်ကောင်းတာရှိရင်လေအမဆိုင်ကိုဝယ်တဲ့သူကလာကိုဝယ်မှာတိလားညီမကိုလေအဲ့ဒီဟင်းလေးတွေရောင်းပြီးတော့ကြီးကျယ်လို့ပဲပြောချင်ပြောအမစီးပွားရေးရလေကြီးကြီးငယ်ငယ်အဲ့ဒီစိတ်ထားတွေကရှိဖို့လိုအပ်တယ်အမရဲ့စစ်မှန်တဲ့စေတနာနဲ့ယုံကြည်မှုနဲ့တာပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်လေမဖြစ်နိုင်လဲဆိုတာမရှိပါဘူးအမရဲ့ အမနားလိုက်ပါပြီညီမရဲ့အမလေးအမဆိုင်လေးကိုအစ်စ်ကနေပြီးတော့ပြန်စတော့မယ် ဘာပဲဖြစ်ညီမတို့ရှိရယ်နော်အကူကြီးရှိရင်လည်းပြော